တို့တို့ဒီမှာမိတ်ဆွေများမင်္ဂလာနေ့လည်ကြီးလေးပါပြီးတော့ရောက်ရှိနေတဲ့နေရာတော့တရားရီတိုင်းဒေသကြီးအပရိတရားကန်ဒီတော်မြို့မှာနော်ဝါကတ်ကျော်အောင်မင်္ဂလာကြောက်စိမ့်စီတဲ့မြို့ကြီးကိုအော်ဒီကိုတော့ရကျောင်းတက်မြို့ရင်းထဲမှာကြောက်ကြောက်အောင်သိသိပုံတော်ကြီးရောက်ရှိအခုဒီတော့အောင်သိသိပုံတော်ကြီးမှာဆိုပြီးရွှေအောင်စတိပန်းဆွဲပန်းတောင်များတောင်ပန်းဆွဲများစိတ်တောင်များပြီးတော့ဒီပေါ်နေပြီးတော့အောင်ထွက်ပန်းတော်များကိုပြီးတော့လာရောက်ပြီးတော့တက်ဆင်ပေးတယ်အခုကတော့ဒါအခုစိတ်ကောင်းဆိုရင်ဒါ၄ဆင်းရှိပါတယ်အဲ၄ဆင်းမှာဆိုရင်အောက်ဆုံးဆင်းရတော့တပည့်တော်တို့ဒီစိတ်အကြီးပေါ့စိတ်ကြီးကိုကြတော့အမြင့်3ပေခွဲအမြင့်3ပေအပေက6ပေစိတ်တောင်းကြီးတွေကအပေါ်အဆင့်တွေမှာ2ပေခွဲ5ပေဒီအပေါ်ဆင်းရကြတော့2ပေ4ပေနဲ့ဟိုအပေါ်ဆုံးဆင့်မှာဆိုရင်1ပေခွဲ3ပေလို့ပြီးတော့စိတ်တောင်းများနဲ့တောင်းပန်းစများကိုတက်ဆင်ပြီး